မင်္ဂလာပါရှင်အိမ်မက်များနဲ့တုတ္တဝေဖြာ page ကကြိုဆိုလိုက်ပါတယ်2026ဇူလိုင်4ရက်နေ့အထူးသဖြင့်တော့ဇူလိုင်လဆန်းမှာအင်္ဂါဂျိုနဲ့စနေဂျိုတို့ရဲ့အပြန်အလှန်မြင်ရှင်းမှုဂျိုအသွားလာပြောင်းလဲတွေရှိနေတာကြောင့်အဲ့ဒါကလူမှုပတ်ဝန်းကျင်ပေါ်တက်ရောက်မှုအချို့ရှိနိုင်ပါတယ်အင်္ဂါဂျိုရဲ့အရှိန်ကြောင့်စိတ်တူလွယ်တာစိတ်မရှိတာအိမ်တွင်းရေးဓမ္မမဟုတ်အလုတ်ခွင်မှာအငင်းပွားစကားများတာတွေဖြစ်တတ်ပါတယ်သွေးတိုးခြင်းတို့ခေါင်းကိုက်ခြင်းတို့အပူဒဏ်ကြောင့်ဝေဒနာတွေကိုလည်းဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်လမ်းခရီးသွားတဲ့အခါမှာစိတ်လောပြီးကားရင်ယထာမောင်းနေတာမျိုးမလုပ်သင့်ပါဘူးနောက်တစ်ချက်ကတော့အရေးကြီးတဲ့ကိစ္စတွေကိုဇူလိုင်4ပတ်ဝန်းကျင်မှာစိတ်လိုက်မှန်မှဆုံးဖြတ်ချက်မချသင့်ပါဘူးတကယ်လို့များဆုံးဖြတ်ချက်ချခဲ့ရင်တော့ရေရှည်မှအမှားတွေဖြစ်သွားနိုင်ပါတယ်ဒီကာလရဲ့အညံ့အဆိုးတွေကိုကြော်လွှားပြီးစိတ်အေးချမ်းမှုရဖို့အတွက်အောက်ပါရေရများကိုပြုလုပ်နိုင်ပါတယ်မိမိကိုမိမိနဲ့တရဝအနန္တကိုမေတ္တာပို့ပါသို့မဟုတ်မေတ္တာတော့ရွတ်ဖတ်ပါစတုဒီတာကျွေးတာတို့စွန်းဆန်စိတ်လှူဒန်းတာတို့ပြုလုပ်ပါရေတရဝတွေကိုအစာကျွေးပါရေကန်ဒီမှာပဲကျွေးမြစ်ချောင်းအင်းအိမ်မှာပဲကျွေးရပါတယ်နောက်တစ်ခါတသက်လွတ်စားခြင်းကလည်းကောင်းတဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်ဇူလိုင်လ4ရက်စနေနေ့မနေ့ပိုင်းမှာဖျောင်းနိုင်အဖြူတိုင်းထွန်းညှိပြီးလူရဆူတောင်းနိုင်ပါတယ်တကယ်လို့သင်ကဗုဒ္ဓဘာသာဆိုရင်တော့အိမ်ဖျားမှာဖျောင်းနိုင်အဖြူတိုင်းထွန်းညှိပြီးဘေးရန်ရဲ့ကင်းရှင်းပါစေကြောင်းဆူတောင်းနိုင်တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင်